안녕하세요. 이 vlogလေးကတော့ Treasure Purse on Tour vlog လေးဖြစ်ပါတယ်။ဒီတစ်ခေါက်မှာတော့ရှေ့ကဆိုမှပြီးခဲ့တဲ့လချူဆော့တော့လုပ်တဲ့ Treasure Tour လေးသွားတဲ့ဟာလေးပေါ့နော်။ဒါကတော့ရှေ့မသွားခင်ညမှာ dress code ပြင်ဆင်တဲ့ဟာလေးပေါ့နော်။ဒီတစ်ခေါက် dress code ကအနီရောင်နဲ့ accessory လေးတွေက metal ပေါ့နော်အဲ့တော့သူ့ theme လေးနဲ့လိုက်အောင်ရှယ်ဝေထားဖြစ်ပါတယ်ဒါတော့ phone cover လေးအစားပေါ့နော်ရှယ်အဲ့လိုလေးချင်တာနဲ့phone cover လေးကို metal heart shape လေးနဲ့ပေါ့နော်ဒီတစ်ခါ theme လေးနဲ့ကြိုက်အောင်တွေးလို့ဆိုပြီးဝေလိုက်တယ်ပေါ့နော်ပြီးတော့လက်သေးလေးကိုလည်းအဲ့လိုတွေးလို့ပေါ့နော် Olivia မှာတွေးရနေအဲ့နဲ့ဝေပြီးတော့ကတ်လိုက်ပါတယ်ဒါလေးကတော့သွားမယ် outfit လေးဖြစ်ပါတယ်မသွားခင်ရှေ့ကပေါင်မုံပေါ့နော်ပေါင်မုံစားတယ်ပြီးတော့ coffee တောက်တယ်အဲ့ဒီမှာသွားမယ့်ရက်တွေကိုစားတင်လိုက်တယ်ပေါ့နော်ဒါကတော့ရှေ့မသွားခင် best ကမတိုင်မှာစောင်းတဲ့ OOTD check လေးပေါ့နော်အိန္ဒိယလေးရာသီဥတုကအဲ့လိုမိုးရွာတဲ့ချင်းနေတဲ့ရာသီဥတုပေါ့နော်နည်းနည်းမောင်မောင်မိုင်းမိုင်းလေးတော့ဖြစ်နေရပေါ့နော်ဒါပေမဲ့တွေ့ရတော့မှမလို့အရင်ပြောရပေါ့နော်ပြီးတော့ဒါကတော့ venue ထဲမဝင်ခင်လမ်းဖြတ်လျှောက်ရတဲ့နေရာလေးပေါ့နော်အရင်မှလို့ရိုက်ထားလိုက်တာကဲဒါတော့ရှယ်ရောက်ပြီပေါ့နော်ဒါ venue ထဲမဝင်ခင်အပေါက်တွေတော့အများကြီးရှိရဲ့ရှယ်ကိုညွှန်လိုက်တဲ့အပေါက်ကဒီဘက်အပေါက်ဆိုတော့လေဒါပေမဲ့ဘာကွက်တိဖြစ်သွားလဲဆိုတော့ရှယ်ဝင်ချင်းနေရကရှယ်ဝင်ရမယ်ရှယ်ရဲ့ line ပေါ့နော်အဲ့ဘက်အပေါက်နဲ့ကွက်တိပဲအဲ့တော့ဒီနာမှာတက်ပုံရိုက်နေကြတက်ပုံရိုက်ဖို့ဆောင်းလိုက်တယ်ပေါ့နော်အဲ့ပြီးဘီယာလူတွေတက်ပုံရိုက်ဖို့နည်းနည်းကိုကြီးတောင်းမျိုးတက်ပုံကရိုက်ပေါ့နော်ဒါတော့ for လုပ်တဲ့ venue ပေါ့နော်ဒီမှာသူများတွေကတော့ march တွေတန်းစီပဲဝေကြပါတော့ဆရာအစိုးရမသွားနိုင်တော့လေ march တွေလည်းမဝေဖြစ်ဘူးပေါ့နော်ဒီတစ်ခေါက်တော့လေဒီတိုင်းပဲဟိုရှောက်ကြီးပေါ့နော်ပြီးတော့အရင်ဝင်ချင်နေပြီအဲ့လိုလေရောက်တာလည်းဝင်ချင်နေပြီသူများတွေကတော့ဟိုပေါ့နော် VIP တွေကအဲ့လိုsound check ပါပေါ့နော် share တော့ကြောင့် VIP နေရတော့ sound check မပါတော့ sound နေနဲ့ဒီခါတော့ဝင်ရပါပြီအဲ့တော့လက်နဲ့ပြတဲ့နေရပါနော်အဲ့ဒီက show ပါ6နိုင်စားပေါ့နော်ခြေတော့9နိုင်ကြရပြီးဝင်နေတယ်ဒါတော့ဒီနေ့ရဲ့ slogan လေးပေါ့နော်ဆိုတော့ဒီနေ့ဝင်နေတာဖြစ်ပါတယ်ဒီချိန်ဆိုရင်စိတ်လှုပ်ရှားတော့မယ်ပေါ့နော်သူတို့ဘယ်လိုထွက်လာမလဲtreasure နဲ့ဘယ်လိုပျော်ရမလဲပေါ့နော်အရင်ပျော်တယ်ရှယ်ဒီကိုရီးယားရောက်ကြရပေါ့နော် treasure ချိုးပွဲလောက်တောင်သွားကြည့်ဖြစ်တယ်ပေါ့နော်အရင်ကြိုက်တယ်သူတို့ရဲ့ energy ပြီးတော့သူတို့ရဲ့အရင်ပျော်ကြကောင်းတယ်ပေါ့နော်ကိုယ်လည်းအရင်ကြိုက်တော့လေဒါတော့မစခင်ပေါ့နော်ဒီ moment လေးအရင်ခေါ်ဆုံးပဲပေါ့နော်ဒီနောက်မှလည်းရှယ်ဘယ်လိုမျိုးပြောလဲဘယ်လိုမျိုးတောင်းချမ်းနေပေါ့နော်ဘယ်လို outfit တွေနဲ့ဘယ်လောက်မိုက်လဲဆိုတာလေးကိုကြည့်ပေးကြပါဒီနောက်ပိုင်းမှာတော့သူတို့တချင်ဆိုတာလေးလည်းအများကြီးပါတော့လေဒီအရင်မျောလင့်ထားတဲ့ပွဲလေးပေါ့နော်ရှယ်ဒီရဲ့ဟာလေးကိုအားလုံးပဲကြည့်ပေးကြပါပေါ့နော်ဒါကတော့သူတို့ live band နဲ့ဖြုတ်ပြတဲ့ဟာလေးပေါ့နော်ဒါတော့စောင့်နေတော့နေပေါ့နော်အတန်ပြေလေးကိုခွင့်လုပ်ပေးကြပါရှယ်သွားပြီဆိုလို့ရှိရင်လေတချင်ကလည်း live ဆိုခြင်းနဲ့ကားလည်းကားတယ်အဲ့လိုမျိုးအရင်ပြောရတဲ့ moment ပေါ့နော်ရှယ် concert တွေကိုရှယ်အသက်19နှစ်လောက်က concert တွေလိုက်သွားလာတာပေါ့နော်အခုတတိပဲမသွားရမနေနိုင်ပေါ့နော်အရန်ကိုကြိုက်တဲ့ moment ပေါ့နော်ဘဝမှာအရန်ပြောတယ်ပေါ့နော်ဒီတစ်ခေါက်ပွဲလေးလဲလေအရန်ပြောတယ်နောက်final tour လုပ်ရင်လည်းထပ်သွားအောင်မယ်ပေါ့နော်ဒီနောက်မှာတော့ရှယ်ဘယ်လိုမျိုးပြောလဲဆိုတာလေးကိုတစ်ချက်ကြည့်ပေးပါအောင်နော်그리고 스태프 여러분 정말 감사합니다. 마지막으로 오늘 무대를 완성시키게 해준
가장 소중한 존재 Treasure Ready Go! 물 좀 먹겠습니다. 재밌어요? 나도 사랑해요. 오늘도 되게 재밌게 놀았는데요. ဒါတွေကတော့ရှေ့ဘယ်လောက်ပျော်ခဲ့တယ်ဘယ်လောက်တောင်ကျန်ခဲ့တယ်ပေါ့နော် Press on tour မှာရှေ့ရဲ့ choose sock လေးကိုဒီလိုပဲ Press on tour မှာလပပလေးစုံတက်ခဲ့ပေါ့နော်အားလုံးလည်းကြိုက်မယ်လို့ထင်တယ်အဲ့ဆိုရင်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော် bye bye 안녕